ဆရာမမင်္ဂလာပါ မင်္ဂလာပါ ဆရာမအမြဲတက်ကြွနေတော့မိတ်ဆက်ပေးပါဦးဆရာမပြန်ပြီးတော့ သူကတော့ရန်ကုန်ကြီးပညာတက္ကသိုလ်ကပမောက္ခဌာနမှူးအနေနဲ့ Mechatronic Engineer ကိုတာဝန်ယူထားရတဲ့ဒေါက်တာခိုင်ဝင်းဖြူပဲဖြစ်ပါတယ်ပမောက္ခဒေါက်တာခိုင်ဝင်းဖြူပေါ့နော် ဆရာမအဲ့တော့ဒီတစ်ခေါက်အိန္ဒိယကိုလာပြီးတော့ AI နဲ့robotic သင်တန်းပေါ့လေ faculty development program ဆိုပြီးလာတက်တာအဲ့တော့အခုတက်နေတယ်အခုတဝက်တစ်ပြည့်လောက်ရောက်နေပြီပေါ့လေအဲ့ဒီအချိန်မှာဆရာမတွေဒီကဆရာမတွေစီကနေဆရာမသူတို့ရဲ့သင်ကြားတဲ့ခေါင်းစဉ်တွေလည်းမဟုတ်ဘူးတခြားဘာတွေမဲလိလာသင်ခွင့်ရခဲ့တယ်လဲပေါ့နော်သူတို့ရဲ့သင်ကြားပုံတွေသင်ကြားနည်းစနစ်တွေနောက်တစ်ခါမြန်မာနိုင်ငံပြန်သွားရင်ရောမြန်မာနိုင်ငံမှာဆရာမတို့ YTU မှာတော့လည်းကောင်းတခြားတက္ကသိုလ်မှာတော့ကောင်းဒီမှာလိုမျိုး AI တို့ robotic တို့ကောင်းကောင်းမွန်မွန်နောက်ပြီးတော့အကျိုးရှိစွာအသုံးချနိုင်ဖို့သင်ကြားပေးနိုင်ဖို့အတွက်ဘာတွေလိုအပ်မလဲလို့ဆရာမစိတ်ထဲမှာမြင်မိပါတယ်လေဆရာမသင်ကြားရေးနဲ့ပတ်သက်ပြီးတော့ကြတော့သူတို့တွေကစိတ်စေတနာအရန်ထားတယ်ကျောင်းသားဘောကိုဒီပြင်ပလာတက်တဲ့ကျောင်းသားလို့သဘောမထားဘူးလုံးဝဆရာတယောက်ရဲ့ active အပြည့်နဲ့ကို India professor တွေမှာရှိပါတယ်သူ့ရဲ့ကျောင်းသားလိုမျိုးပဲဒီကိုတက်တဲ့အချိန်လေးတွင်းမှာကိုပို့ချတဲ့ lecturer အပြင်တခြားပေါ့နော်ဂရုတစိုက်ပေါ့ပြင်ဆင်လာတာတွေတွေ့ရတယ်ပြီးတော့ပြန်ပြီးတော့ဒီအချိန်တိုတွင်းလေးမှာပဲ concept တွေကိုcatch up လုပ်နိုင်အောင်ပေါ့နော်သင်ကြားတယ်တက်ကြွနဲ့သင်ကြားတယ်ပြီးတော့ကျောင်းသားအတန်းထဲမှာရှိတဲ့ကျောင်းသားတစ်ယောက်ချင်းစီကိုလည်း focus လုပ်တယ်ဥပမာ program run တဲ့ဟာမျိုးဆိုလို့ရှိရင်ကိုရီထင်ထားတာက training တိုင်းရပေါ့နော်ဒီတိုင်းလေးပဲဒါလေးကို set up လုပ်တယ်ဒါလေး run လိုက်တယ်ပေါ့အဲ့လိုမဟုတ်ဘူး program တစ်ချောင်းချင်းစီကိုရတဲ့အချိန်နည်းနည်းလေးအတွင်းမှာလုံးဝကို break time မယူသလောက်နီးပါဘူးပေါ့နော်ထိုင်လည်းမထိုင်ဘူးသူတို့စာသင်တဲ့ပုံစံမှတ်တရက်ပြီးတော့ကျောင်းသားတွေကို active ဖြစ်နေအောင်လုံးဝအရှိကနေ attractive ဖြစ်နေဆရာတွေကပို့ချပေးတယ်ဒါလေးကိုကျမတို့teaching mind အနေနဲ့နမူနာလေးယူရပါတယ် appreciate လည်းလုပ်ပါတယ်ပြီးတော့ AI lab တွေဖြစ်ဖို့ဆိုလို့ရှိရင်ကျမတို့ဒီ YTU တစ်ခုတည်းကလည်းမဟုတ်ဘူးမြန်မာနိုင်ငံအတွင်းမှာရှိတဲ့ technology နဲ့ပတ်သက်တဲ့ကျောင်းတွေအကုန်လုံးကလိုအပ်ပါတယ်ပြီးတော့ဒီလို training program တွေလည်းများများပို့ပေးဖို့လိုပါတယ်ဒါမှသာဆရာမတွေရဲ့အသိပညာတွေဒီလေးလာမှုတွေကနယ်ပယ်တွေကချိတ်ဆက်ပြီးတော့အားကောင်းလာမှာပါအဲ့လိုလုပ်ဖို့အတွက်ဆိုရင်တော့ကျမတို့ government တခုတည်းနဲ့လည်းအဆင်မပြေပါဘူးဆရာစောနိုင်တို့လို Manly Technology တို့လိုမျိုး company တွေနဲ့လည်းဆက်သွယ်တင်ပါတယ်ဒါမှသာသူတို့က business အရာရော currency အရာရောချိတ်ဆက်ပြီးတော့ဆောင်ရွက်မှသာပို့ပြီးတော့တိုးတက်မယ်လို့ထင်ပါတယ်ဒီလို company တွေကနေလာပြီးတော့ financial support ကိုအပြင်းစရာဆိုရင်လူကိုယ်တိုင်ကိုလိုက်ပို့ပြီးတော့ကျမတို့အကုန်လုံးတာဝန်ယူတယ်စောင့်ရှောက်ပေးတယ်တွားရေးလာရေးဟာအစားပေါ့နော်ဒါကကျမတွေးမိတာပေါ့လေကျမအတွေ့အကြုံကဆိုရင်နိုင်ငံတော်ကနေပြီးတော့ training လွှတ်လိုက်တယ်ဆရာမတယောက်တည်းတွားဆိုလို့ရှိရင်ဘလို့မှအဆင်မပြေပါဘူးဒီလေစိတ်ကိုစရောက်ပြီးတော့ sim card ဝယ်တာအစားနောက်ဆုံးဒီ bank transfer တွေလုပ်ဖို့အတွက်ပတ်စံတွေသုံးဖို့အတွက်ဆိုတာဒီလိုမျိုး business partnership ကလုံးဝကိုလိုအပ်ပါတယ်အဲ့နဲ့ business partnership ကလည်းတကယ်ကိုပေါ့နော်ဆရာလိုပေါ့စေတနာထားပြီးတော့တကယ်ကိုညီမလေးတွေသမီးလေးတွေကိုစောင့်ရှောက်သလိုမျိုးစားရေးတောက်ရေးနေထိုင်ရေးအစားလုံးဝစောင့်ရှောက်ပေးတဲ့partnership ကောင်းလေးလိုအပ်ပါတယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်ဆရာမအဲ့တော့တိုက်ပြည်မှာလေအခြေခံလိုအပ်တာကပညာရေးလေပညာရေးမြင့်မှာတိုက်ပြည်ကလည်းမြင့်လာမှာလေတိုက်ပြည်ကိုပြန်လဲတိဆောက်ဖို့ဆိုရင်ဒီနေ့ဒီအချိန်မှာ IT တို့ computer science တို့เนาะနောက်တစ်ခါ engineering နည်းပညာတွေ mechanical နောက်ပြီးတော့ electrical electronic mechatronic ဒါတွေအားလုံးပေါင်းစပ်ပြီးတော့ကျွန်တော်တို့ကတိဆောက်ကြရမှာလေဟုတ်ပါဒါတွေတစ်ခုစီတည်တဲ့ဖြစ်နေတော့အခုအားလုံးပေါင်းဆက်လာတာ哦เนาะအဲ့ဒါလို့ mechanical နဲ့ electronic ပေါင်းပြီးတော့ mechatronic ဖြစ်လာတယ်အခုဆို AI ဖြစ်လာတယ်အဲ့လိုမျိုးနည်းပညာတွေပေါင်းဆက်ပြီးတော့သင်ကြားဖို့အတွက်ကိုYTU အပါအဝင်ပေါ့မြန်မာနိုင်ငံကနည်းပညာတက္ကသိုလ်တွေမှာသင်ကြားမှုတည်ယူမှုအတွက်လိုအပ်တဲ့သင်ကြားရေးအထောက်အကူပစ္စည်းတွေလုံလောက်နေပြီလားနောက်ကျွန်တော်တို့ဘာတွေများဖြည့်ဆည်းပေးဖို့လိုအောင်မလဲဆရာမခင်ဗျဟုတ်ကဲ့ကျမတို့အနေနဲ့ပေါ့နော်ကျမတို့လူမျိုးတွေအနေနဲ့ကောចောင်းသားတွေအနေနဲ့ကောညံရည်ညံသွေးရမနှိမ့်ကြပါဘူးအဆင့်တစ်ခုမှရှိပါတယ်
သူတို့ဒီနိုင်ငံတက္ကသိုလ်ကကျောင်းသားကျောင်းသူတွေလိုမျိုးအထောက်အပံ့ကောင်းနေပေးနိုင်မယ်ဆိုလို့ရှိရင်အရန်ကိုတိုးတက်မှာပါပြီးတော့နောက်တစ်ခုက major ဆွဲမထားဘူးပေါ့နော် IT မှရယ် mechatronic မှရယ်မဟုတ်ပါဘူးကျမတို့ဒီမှာသင်ရတဲ့ lecture အရာပေါ့နော်ဒီ robot တစ်ခုဖြစ်ဖို့ဆိုလို့ရှိရင်အရင်ဆုံးဖြစ်တဲ့ design ဖြစ်တဲ့ mechanical machine မဖြစ်လိုပါတယ်ပြီးလို့ရှိရင် electrical communication ဖြစ်တဲ့ power supply လိုဟာမျိုးတွေတစ်ခုတစ်ခု communicate လုပ်ရတဲ့ circuit board တွေနဲ့ချိတ်ဆက်တဲ့ဟာမျိုး EC ကလည်းမရှိမဖြစ်လိုပါတယ်နောက်တစ်ခါ information technology ဖြစ်တဲ့ software တွေ programming တွေ installation တွေလည်းလိုအပ်ပါတယ်နောက်ဆုံးဆင်ပြောမယ်ဆိုလို့ရှိရင်ကျမတို့အဆောက်အဦတွေစောက်ထားတဲ့ဂျားထဲမှာပေါ့နော်တခုခုကိုစမ်းသပ်မယ်ဆိုလို့ရှိရင်လည်း environmental saturation တွေအတွက် environmental engineering တွေလည်းလိုအပ်ပါတယ်အဲ့ဒီအတွက် design ပေါ့နော် building design တွေအတွက်ပြောမယ်ဆိုလို့ရှိရင် architect တွေရော civil တွေရောလိုအပ်ပါတယ်အားကြောင့်မလို့ project တစ်ခုဖြစ်ဖို့ဆိုလို့ရှိရင် major တစ်ခုတည်းနဲ့အောင်မြင်ပါဘူးတခုခု project ကိုလုပ်မယ်ဆိုလို့ရှိရင် team တစ်ခုကိုတေချာဖွဲ့စည်းပြီးတော့အဲ့ဒီ team နဲ့မှာကိုယ့်ရဲ့ဘာသာရပ်နဲ့ပတ်သက်ပြီးကျွမ်းကျင်တဲ့သူတွေ passion ဖြစ်တဲ့လူတွေနောက်ပြီးတော့တကယ်ကို apply လုပ်ပြီးတော့အကျိုးပြုမဲ့လူတွေနဲ့ဖွဲ့စည်းထားတဲ့ team တွေဖွဲ့စည်းပြီးတော့ချိတ်ဆက်အသုံးပြုဖို့လိုပါတယ်ဥပမာပြောရမယ်ဆိုလို့ရှိရင်ကျမတို့ YDU ကနေပြီးတော့ mechatronic က expert ဖြစ်တယ်ဆိုလို့ရှိရင်တခြားအကြောင်းက expert ဖြစ်တဲ့ design ပိုင်းမှာပေါ့နော်အတွေ့အကြုံရှိတဲ့ expert ဖြစ်တဲ့ mechanical တွေတခြား computer science ကနေပြီးတော့ programming တွေကျွမ်းကျင်တဲ့ဆရာမတွေလိုမျိုးဆရာတွေလိုမျိုးကျောင်းသားတွေလိုမျိုးအဲ့လိုမျိုးပေါင်းဆက်ပြီး team လေးတစ်ခုလုပ်ပြီးတော့အောင်မြင်နဲ့ supporting ကောင်းကောင်းလေးနဲ့ဆိုလို့ရှိရင်ကျမတို့နိုင်ငံလည်းတိုးတက်လာမယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်ဆရာမနောက်ဆုံးတစ်ခုပေါ့လေအဲ့တော့ဆရာမကကျွန်တော်တို့မန်လေး technology ကနေလိုက်လာပြီးတော့ဆောင်ရွက်ပေးတဲ့ကြောင့်ဆရာမappreciate လုပ်တယ်ဒါကိုကျွန်တော်လည်းကျေးဇူးတင်ပါတယ်ဒုတိယအနေနဲ့ကောဒီမှာလာပြီးတော့ကျွန်တော်တို့လာရောက်ပြီးတော့သင်ယူလေ့လာခွင့်ရတဲ့နေရာပေါ့ SR University ကရောအဲ့ခြေတို့ရဲ့လားတဲ့သူတို့ရဲ့ကျောင်းကရောကိုယ်တွေသင်ကြားဖို့သင်ယူဖို့အတွက်ကိုနေရာဟာတင့်တော်တဲ့မှန်ကန်တဲ့နေရာဖြစ်ရလားသူတို့ဘောဗာမြန်ဖြစ်ဆွတ်ပြီးတော့ပြောဖို့လိုသေးတယ်ဒါမှမဟုတ်ဆရာမအနေနဲ့ SR University မှာရောဆရာမကျင့်တဲ့ခဲလာအဲ့လေးပြပြပေးပါအောင်ဆရာမပြပါSR University ကိုစရောက်ချင်းမှာပေါ့နော်ကျောင်းသားတွေရဲ့နေပုံထိုင်ပုံတွေကိုလိုက်ပြတယ် accommodation တွေပေးတာတွေလည်းပြတယ်သူတို့ hostel တွေလည်းပြောပြတယ်သူတို့မှာနော်လေးနဲ့တွေ့တယ်နော်အဲ့ hostel မှာနေတဲ့သူတွေကိုနော်တွေ့တယ်အဲ့လိုမျိုးတွေ့လိုက်တဲ့ဟိုသူတို့ SR University ရဲ့စေတနာပေါ့နော်စေတနာကောင်းတာလေးတွေကိုမြင်ရပါတယ်အဲ့ဒါနဲ့ဆက်လာပြီးတော့ဤပညာပိုင်းနဲ့ပတ်သက်တော့လဲသူတို့မှာ lab ကလေးတွေကိုတေချာလုပ်ထားတယ်ကျောင်းသားတွေအတွက်ဆရာတွေကသင်တဲ့အခါမှာသက်ဆိုင်ရာ lab တွေရဲ့ expert တွေနဲ့တေချာလေးသင်ပေးတယ်ပြီးတော့အလုပ်ကိုင်ခွင့်လန်းတွေလည်းကောင်းတယ်လို့ပြောရဲပေါ့နော်ဟုတ်တယ်နော်ကျွန်တော်library ထဲမှာကျွန်တော်တို့တွေကျောင်းသားတွေနဲ့ခဏတွေ့တော့လေစကားပြောဖြစ်တယ်အဲ့တော့ကျောင်းသူတယောက်ကိုမေးတော့သူကတကြီးအားစမွဲဖြေမှာဒါပေမဲ့အလုပ်ကရနေပြီနောက်တစ်ယောက်ကောဆိုတော့နှစ်ယောက်စလုံးနဲ့အလုပ်ရပြီးသွားပြီတဲ့စမွဲတော့မဖြစ်ရသေးဘူးဒီကနေကြောက်တော့မပြီးသေးဘူးအလုပ်ကရနေပြီအဲ့လည်းမစိုးဘူးနော်ကျွန်တော်တို့စီမှာအလုပ်တော်တော်ရှာတာနော်သူတို့စီမှာအလုပ်ရဖို့အတွက်ကိုအရင်အဆင်ပြေတာပဲဟုတ်အဲ့လိုမျိုးပေးနိုင်တယ်ဆိုတာလေသူတို့ရဲ့ admission fees ကလည်းလုံလောက်ယူထားလေးလည်းပါတာပေါ့နော်ကျွန်တော်တို့အကြောင်းနေကြတော့ admission fees ကလည်းနည်းတယ် government price လည်းဖြစ်နေတာပေါ့အဲ့ဒါလေးကကျွန်တော်တို့တိုင်းပြည်ရဲ့လိုအပ်ချက်လေးပေါ့နော် import ဟုတ်တယ်ဒီမှာသူတို့စီမှာလည်းpublic university အစိုးရရဲ့တက္ကသိုလ်ပေါ့နော်ဒီမှာ private university ဒီမှာပုဂ္ဂလိကတက္ကသိုလ်ပေါ့အဲ့တော့ပုဂ္ဂလိကတက္ကသိုလ်ဆိုရင်ဒီမှာကျွန်တော်တို့မြန်မာကျောင်းသားတယောက်လာတက်မယ်ဆိုရင်တစ်နှစ်စာကို380လောက်ကျတယ်လို့ကျွန်တော်သိရတယ်380ဆိုတော့လေပြောရရင်တော့လေမြန်မာကျောင်းသားတယောက်အနေနဲ့တော့လေတချို့မိဘတွေအတွက်လည်းတတ်နိုင်ပါတယ်တချို့မိဘတွေအတွက်ကတော့လေ380ဆိုစုဆောင်းပြီးတော့ပေးရမှာပေါ့လေအဲ့380တည်းမှာခုနပြောတဲ့ဆမပြောတဲ့ hostel လည်းပါတယ်နောက်ပြီးတော့စားဖို့တောက်ဖို့လေးနက်စာလည်းကြွေထားသေးတယ်နောက်အကျိုးပုတ်ကားတွေလည်းအများကြီးပဲဆိုတော့သူတို့အတွက်နေဖို့စားဖို့နေဖို့ထိုင်ဖို့စားဖို့တောက်ဖို့မပူရဘူးအဲ့တဲ့အခါကျတော့380နေနဲ့ဆိုရင်ကျွန်တော်ထင်တယ်သူတို့တွေလည်းမစိုးဘူးပေါ့နော်သူတို့တွေလည်းမစိုးဒါပေမဲ့တစ်ချိန်တည်းမှာပဲဘယ်လိုပြောမလဲဆိုတော့ကောင်းကောင်းမွန်မွန်ပတ်ဆက်ပေးထားတယ်အဲ့ဒါကြောင့်ကောင်းမွန်စိတ်ချမ်းသာနဲ့တည်ဝေးရတယ်
ပြီးအလုပ်ရဖို့အတွက်ကိုလည်းမပူရဘူးဆိုတော့သူတို့ကဘဝအာမခံချက်တစ်ခုအတွက်ကိုသူတို့ဒီမှာလာပြီးရင်းနှီးမြှုပ်နှံနေကြတာလေအားလုံးကလည်းတက်တက်ကြွကြွရှိကြတယ်နော်မဆိုဆရာမပြောတာလည်းစဉ်းစားကြပါကျွန်တော်နိုင်ငံမှာလည်းဘယ်လိုပြောမလဲဆိုတော့ကျောင်းလာကအလကားနီးပါလေနော် အဲ့ဒါနဲ့ပဲကိုဒါကသူတို့ admission fees ပေးထားတဲ့ကျောင်းသားတွေကိုဒီလိုကြိုးဆိုရဲဆိုတော့ပေါ့နော်ကိုရီကိုရောဘယ်လိုကြိုးဆိုမလဲလို့ပြောလင်းမိတယ်ပေါ့နော်ပြောလင်းမိတဲ့အခါရောက်တဲ့အခါကျတော့လေသူတို့ကအခမ်းအနားတစ်ရက်အနေနဲ့ကိုပဲတခါတည်းopening ceremony ကောင်းကောင်းမွန်မွန်သူတို့ tradition နဲ့လုပ်ပေးတယ်အဲ့ရနေ lecture တွေယူတယ် lecture ယူတဲ့အခန်းမှာလည်းသူတို့ရေတွေကအစနောက်တစ်ခုကျွန်မတွေ့တာလေ lecture ခန်းထဲမှာဒီ professor အတွက် assistant 2ယောက်ထားပေးထားတယ်သင်တဲ့ဘာသာကိုလိုက်တဲ့ဆရာတစ်ယောက်ရယ်ပြီးတော့ power supply တို့ဒီ projector တို့ဘာလို့လိုအပ်တာတွေလုပ်ပေးဖို့အတွက်တယောက်ပဲထားပေးထားတယ်ပေါ့အဲ့ဒါလည်းအရန်ကို effective ဖြစ်ပါတယ်အဲ့ရနေပြီးတော့နေကင်းစာစားတဲ့အချိန်ရောက်သွားအောင်ကျမတို့က tradition မတူတဲ့အခါကျတော့မတလာများတယ်တို့ဘာတို့ညာတို့ပေါ့နော်ဒါပေမဲ့သူတို့ကကြိုက်တဲ့ဟာကိုပြောပါကြိုက်တာအကုန်လုပ်ပေးမယ်သူတို့ chef နဲ့ကိုယ်တိုင်တွေ့ပေးတယ်စားခြင်းတဲ့ဟာကိုပြောအကုန်လုံးလုပ်ပေးမယ်ဆိုပြီးတော့လုံးဝ starter ကနေ main menu ကနေလုံးဝအချိုဝဲအကုန်အပီးထီကိုမျောလင့်ထားတဲ့အထက်ကိုပို့ပြီးတော့ကျေနပ်စေပါတယ်ကျေးဇူးလည်းတင်ပါတယ် SI University ကိုကျေးဇူးတင်ပါတယ်ဆရာမပဲပါ